မင်္ဂလေးအများစုကခန္ဓာကိုယ်အပေါ်ပိုင်းကြီးတာမကြိုက်ကြဘူးနော်မင်္ဂလာပါဒီ channel ပါဒီနေ့မမကခန္ဓာကိုယ်အပေါ်ပိုင်းကြီးနေတဲ့ပြုံးတွေတို့အတွက်အိမ်မာနေအလွယ်တကူလိုက်ကစားလို့ရမယ်လေ့ကျင့်ခန်းတစ်မျိုးကိုဝေမျှပေးချင်ပါတယ်ဒီလေ့ကျင့်ခန်းလေးအတွက်အလေးတစ်စုံရှိဖို့လိုအပ်တယ်အလေးမရှိဘူးဆိုရင်တန်ဖိုးလေးကိုအသုံးပြုပြီးတော့ကစားပေးလို့ရတယ်နော်အဲ့တော့ကစားနည်းပုံစံလေးကိုမှရှင်းပြပေးပါမယ်အရင်ဦးဆုံးလက်နှစ်ဖက်မှာအလေးကိုကင်ထားပြီးတော့လက်ကိုပေါင်ရှည်မှာထားမယ်အဲ့ဒီအနေထားကနေမတို့လက်ကိုအပေါ်ကိုမြှောက်မယ်ပြီးရင်ပခုံးတက်ပြန်ချပြီးသွားရင်ဘေးကိုကားပေးရမှာဖြစ်တယ်ပေါ့နော်ဒီလေ့ကျင့်ခန်းလေးကိုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပုံစံလေးကိုမှတ်အောင်ကစားပေးမယ်12ကြိမ်4ကြော့ကစားပေးလို့ရပါတယ်တစ်ပတ်မှာ2ရက်လောက်ရက်ချလေးကစားပေးလို့ရတယ်နော်အခုလိုမျိုးနီးစနစ်ကြရဲ့လေ့ကျင့်ခန်းလေးနဲ့ပြုံမီတို့ရဲ့ခန္ဓာကိုယ်ချိုးစားလေးတွေကိုပုံဖော်ခြင်းနဲ့ဆိုရင်တော့မမရဲ့ online class လေးတစ်ခုဖြစ်တဲ့ Healthy 35 online class လေးနဲ့မိတ်ဆက်ပေးပါစေသင်တန်းလေးက Match လ4ရက်နေ့မှာစမှာဖြစ်ပါတယ်ဒီသင်တန်းလေးကတော့အခုဆိုရင် batch 11ကိုရောက်လို့လာပါပြီဒီ batch မှာတော့တကြံအထူးစီစဉ်လေးတွေရှိရဲ့အတွက်ကြောင့်အသေးစိတ်စုံစမ်းခြင်းနဲ့ဆိုရင်တော့မမရဲ့ Viber number 7979722328မှာ H35 လို့ရိုက်ပြီးတော့ပို့ပေးပါဒါဆိုရင်မမကအသေးစိတ်အကြောင်းပြန်ပေးပါမယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ကျမလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရဲ့နော်